အလုံးမဲ့မင်္ဂလာပါကျွန်တော်ဒီနေ့ပြန်လာမျှဝေပေးသွားမှာအကြောင်းအရာလေးကတော့ My ID ထက်က Infinite ဥဂိမ်းကို APK အသစ်လေးနဲ့ဘယ်လိုဆော့ရမလဲဆိုတော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုထဲမှာပြောပြပေးသွားပါမယ်နော်။ဒါကြောင့်ဒီဗီဒီယိုလေးကိုဆော့အောင်ထည့်ကြည့်ပေးပါနော်။ဒီ application လေးစတော့မှုအတွက်အရင်ဆုံးကိုဖုန်းမှာရှိတဲ့ဝေပြန်တစ်ခုကိုကြိုက်တဲ့ဝေပြန်ခံပေးလိုက်ပါနော်။ Jam ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ပဲကျွန်တော်ကတော့ Jam ဝေပြန်ခံလိုက်ပါမယ်နော်။ဝေပြန်လေးခံပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ YouTube ဗီဒီယိုရဲ့အောက်ကမိုးဆိုတာဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။နှိပ်ပေးလိုက်မှဆိုလို့ရှိရင်ဒီလိုမျိုးလေးအဒီမှာအောက်မှာ link လေးပေါ်လာပါမယ်နော်။ဒီ link လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။နှိပ်ပေးလိုက်တဲ့နောက်ကျွန်တော်ရဲ့ Telegram account တက်တန်းပေးဝင်သွားပဲမယ်နော်။အဲ့ဒီ application တစ်ခါတည်းရောက်သွားပါမယ်နော်။အဲ့ဒီ application လေးကို down ပြီးဗာလေ install လုပ်ပေးပါနော်။ဒီ application လေးကိုအရင်ဆုံး down ပေးလိုက်ပါ။down နဲ့လေပြီးသွားပြီဆိုလို့ချင်းအဲ့ဒီ application ကိုပြန်နှိပ်ပြီး install လေးလုပ်ပေးပါနော်။အပြင်ဘက်ထည့်ထုတ်ပေးပါနော်။ထုတ်ပြီးသွားပြီဆိုလို့ချင်းအဲ့ဒီ application လေးတဲ့ဝင်သွားပေးပါ။ဝင်ပြီးသွားရင်ဒီရေးတဲ့နေရာလေးမှာတင်းရမိုက်တဲ့ဖုန်းနံပါတ်ပေါ့ကိုယ့်ရဲ့မိုက်တဲ့ဖုန်းနံပါတ်ကိုဒီနေရာလေးမှာရေးပေးလိုက်ပါကျွန်တော်မိုက်တဲ့ဖုန်းနံပါတ်ကျွန်တော်ဒီမှာရေးပေးလိုက်ပါမယ်ရေးပြီးသွားရင်ဒီ send OTP ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်ကျွန်တော်တစ်ချက်ပြပေးမယ်ဒီ send OTP ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ send OTP လေးကိုနှိပ်ပေးလိုက်တဲ့နဲ့တင်းရဖုန်း message မှာပေါ့နော်ကုတ်6လုံးလေးချလာပါမယ်ဒီကုတ်6လုံးကိုဒီနေရာလေးမှာကြည့်ပြီးရေးပေးလိုက်ပါနော်ဒီမှာနော်ကျွန်တော်ကုတ်လေးတစ်ချက်ပြပေးလိုက်ပါမယ်နော်မနော်ကုတ်ကကျွန်တော် message ကုတ်ကပါလဲ18989ပါနော်အဲ့ဒီကုတ်ကိုဒီနေရာလေးမှာရေးပေးလိုက်ပါရေးပြီးသွားပြီဆိုလို့ရှိရင် login ကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်နှိပ်ပေးလိုက်တာနဲ့အကောင့်ထဲဝင်သွားပါမယ်နော်ဒီမှာစာလေးပေးထားပါရင်နော်ဒီ application ကိုဝယ်သုံးရတယ်ဆိုလို့ချင်းသင်ကအလိန်ခံရပါပြီတဲ့ကျွန်တော်တို့ဒီ application ကိုရောင်းချတာမဟုတ်ပါဘူးနော်ကျွန်တော်တို့ free ပေးရပါနော် application ကိုရောင်းချတာမဟုတ်ပါဘူးကဲဒီနေ့လေးမှာဘာတွေ update အသစ်တွေပါလာဆိုတော့ကျွန်တော်တစ်ချက်ပြပေးပါမယ်နော်ဒီထဲမှာဒီ action ဆိုတာဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်တာနဲ့ကို mighty point ဒီကိုဒီနေရာနဲ့ပြီးပဲလဲပေးလို့ရပါတယ်နော် mighty MB တွေပဲဖြစ်ဖြစ်ဟိုနင်းပေါ့ mighty MB တွေပဲဖြစ်ဖြစ်အတိုင်းတွေပဲဖြစ်ဖြစ် SMS တွေပဲဖြစ်ဖြစ်ဒီနေရာနဲ့ပြီးလဲလို့ရပါတယ်နော်ကဲဒီမှာကျွန်တော် gain လေးတစ်ချက်ဝင်သွားလိုက်ပါမယ်နော် gain ထဲမှာလည်း update အသစ်တွေလာပါတယ်နော်ကျွန်တော်တစ်ချက်ပြပေးပါမယ်နော်ဒီလိုဟာလေးပေါ်လာပြီဆိုလို့ရှိရင်ဒီ alert only အောက်ဆုံးစာကြောင်းတစ်ချက်နှိပ်ပေးလိုက်ပါကဲကျွန်တော်ဒီမှာ gain ထဲဝင်ပြပေးမယ်နော်ဒီ update အသစ်မှာတော့အသက် mighty တဲ့အသက်3လုံးအသက်3ခုနဲ့ diamond 1000ရပါတယ်နော်ဒီအောက်ဆုံးဟာလေးကိုနှိပ်ပေးလိုက်ပါပြီးတော့ရင်ဒီမှာရအပေါ်ဆုံးဟာပေါ့ဒီမှာကျွန်တော်တစ်ချက်ပြပေးလိုက်ပါမယ်နော်အသက်3ခုနဲ့ diamond 1000ရဆိုတော့ပြပေးလိုက်ပါမယ်နော်ကဲဒီနေ့လေးမှာအသက်3ခုပေးပြီးဆော့ရပါတယ်နော်ဒီမှာ confirm လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာဗလာတာတော့မြင်နိုင်ပါတယ်နော်ဒီမှာနော်ဒီမှာဆော့စရာမလိုဘူး diamond 1000ရသွားပါပြီနော် okay ကိုတစ်ချက်နှိပ်ပါ okay ကိုနှိပ်ပြီးထွက်ပေးပါနော်ကဲဒီမှာဗလာတာတော့မြင်နိုင်ပါတယ်နော်ကျွန်တော်အကောင့်ထဲမှာဒီမှာ diamond 1000ရောက်သွားပါပြီနော်အဲ့ဒီ diamond တွေကိုကိုကပါလဲ soft coin လဲလို့လဲရပါတယ်နော် soft coin ဘယ်လိုလဲရလဲဆိုလို့ရှိရင်ဒီ store ကိုတစ်ချက်နှိပ်ပါဒီမှာအောက်ဆုံးမှာပေါ့နော် diamond 200နဲ့ဒီမှာ soft ချိန်5ချိန်ရပါမယ်နော်ဒီမှာကျွန်တော်ပြောက်ပေးပါမယ်ဒီမှာနော်ကျွန်တော်ပြောက်ပေးပါမယ် diamond 200နဲ့ soft coin 5ချိန်ရပါမယ်နော်ကဲဒီမှာနှိပ်ပြီး yes လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင် diamond 200ဖြတ်ပြီး soft coin 5ချိန်ရပါမယ်နော်diamond 200ဖြတ်ပြီး soft coin 5ချိန်ရသွားပါပြီနော်ဒီမှာနော်တကယ်ချင်းမဲ့ဆိုဒီမှာမြင်နိုင်ပါရဲ့နော်ကဲဒီဗီဒီယိုလေးကဒီလောက်ပါပဲနော်ပြီးမှ soft မဲ့ဆိုလို့ရှိရင်လည်း auto ပြစ်ပါမယ်နော်လိုက်မှာပါပဲ auto ပြစ်ပါမယ်